အပြုံးမလာတဲ့ကိုလူလူရဲ့အပြုံးစုယူရဟာမင်းဘဝအတွက်တော့မပူလုံနိုင်သေးတဲ့အပြုံးနဲ့နှုတ်ဆက်နေစဉ်ကိုအတွေ့များကတဝဲဝဲလေမင်းနဲ့အရင်လိုဘဝမျိုးရောက်တဲ့It's